တင်းတို့တကယ်ခက်ခဲပြင်းပြင်းမမနဲ့လာခဲ့တာပါကိုရိုင်းကိုကြလာရောက်လူရန်တာပဲဖြစ်ပါတယ်တို့အရာရောကျွန်တော်300မှတည်ပါတယ်သင်မှန်းပါပြီလားကိုကြီးဒီနေ့မပင်မမောင်ညီလေးရဲ့ထပ်တော့မှဘယ်လိုပြောမလို့သူတို့ထပ်ဆောက်ရှောက်ကျင်နေတယ်တက်နေရာတွေကိုကိုယ်တိုင်ကိုကြလိုင်းလူခွင့်ရရင်ပေါ့အဲ့လိုလိုင်းလူခွင့်ရအောင်လေဒါမမတို့အကိုတို့ကလေအစဆုံးကိုညီမိုးတဲ့ရှည်တယ်လေတက်တက်မဲမဲလုံးဝ special ကိုလာလှူကြတာကြည့်ပါဦးလှေတွေဆိုတော့နေတာမဟုတ်ဘူးအေးပုံမီကုန်ပြီအခုကတော့ရေဘေးအတွက်ကိုပေါ့နော်သမီးနေနဲ့မတီငွေ300တိတိလှူဒန်းမှာပဲဖြစ်ပါတယ်ကျွန်တော်တို့17ရက်နေ့ဒါပြန်လဲထူထောင်ရေးအတွက်ကိုသွားလှူမှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့အားလုံးစိတ်ဝင်စားကြမယ်လို့ယုံကြည်ပါတယ်ဒီသတင်းနဲ့ပတ်သက်တဲ့အကြောင်းအရာအသေးစိတ်အားလုံးကိုကျွန်တော်ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်သတင်းချက်လက်အသစ်တွေကိုအမြဲမပြတ်သိရှိနိုင်ဖို့ကျွန်တော်တို့ရဲ့ KM Reaction Media Channel ကို Like and Subscribe လုပ်ထားပေးကြပါအောင်နော်တင်းတို့တင်းရွှေစင်အဖွဲ့သားတွေကရွှေဘိုစုကိုရောက်နေပါပြီခဏနေရှမ်းစုကိုဆက်သွားပါမယ်အခုဒီကတစ်ဖွဲ့ပေါ့နော်ဆက်လေးတွေနဲ့ထွက်ပါမယ်ဒီတင်းတို့တကယ်ခက်ခဲပြင်းပြင်းမမနဲ့လာခဲ့တာပါကိုရိုင်းကိုကြလာရောက်လူရန်တာပဲဖြစ်ပါတယ်ဒါအင်ဂျီ1000ကျော်စာပေါ့နော်ဒီတင်းတို့တင်းရွှေစင်အဖွဲ့သားတွေကနေပြီးတော့လူရန်နဲ့အလူလေးဖြစ်ပါတယ်ဒီအလူကလည်းချင်းရတဲ့ customer တွေအလူဖြစ်တဲ့အတွက်ပေါ့နော်ဒါကြောင့်မလို့ live ပါကြည့်ရှုရင်းနဲ့တာရုတွေခေါ်နိုင်ကြပါစေမူရိဒါတွေလည်းပွားနိုင်ပါစေအခုတည်တင်းတို့လာတဲ့လမ်းမှာလေကယ်ဆယ်ရေးအဖွဲ့တွေအလူဒါနပြုတဲ့သူတွေပေါ့နော်အလူရှင်တွေတော်တော်လေးများကြပါတယ်တည်တင်းရတဲ့ AR တိုင်းသူဖြစ်တဲ့အတွက်ဒါဒီကိုယ့်ရဲ့ AR တိုင်းကိုစားပေါ့နော်တကယ်အားလုံးလည်းကျေးဇူးတင်ပါတယ်အခုတည်တင်းတို့အခုတောက်လျှောက်အဝေတော့မှာဖြစ်တဲ့အတွက်ဘယ်နေရာလေးမှာလူရန်ကျင်လဲဝင်းခကျင်လဲဆိုတာကိုcomment လေးမှတ်ပေးပါအောင်ရှင်ဒါကောင်းကောင်းလေးပြောပေးလိုက်အောင်တော့ဟိုပြည့်စည်ဝေပြီးလို့ရှင်ဘယ်နေရာလေးမှာလူပေးရမလဲဆိုတာကိုကွန်မန့်လေးမှာရေးခဲ့ပေးရပါဦးခင်ဗျာဟုတ်ကဲ့ပါအားနေပြီနားနေပြီနော်အမကိုလာဖို့ဒုက္ခရောက်ဦးကျော်ဘယ်ဘက်ကိုရောက်သွားတယ်ဦးကျော်ဘယ်လိုလဲမသိဘူးတရားဒီတိုင်းရောက်နေတရားဒီတိုင်းမှာကဲတော့ရှင်းထွက်လိုက်โอเคညတက်ပါညတက်လိုက်တော့ကိုလေးရောက်ပဲညီပါပါပြီဘူးတွန်းလာတော့ရအဲ့ကိုတွန်းချလိုက်အရင်ဆုံးရေကြပြီပေးကင်းကြပါစေဒီမျက်နှာမှာကျွန်တော်တို့တွေဟိုလာကဲစင်းနဲ့ကျွန်တော်တို့ပြန်ကြရမယ်ပေါ့ရောက်ဒီနော်ဒီနားရောကျွန်တော်မျက်နှာရှိမဟုတ်ချွေးတွေကချွေးတွေပါကျွန်တော်ညီအန်ဒရီရဲ့ခံစားချက်လေးနေပူတယ်ဗျာနေပူတယ်လာပြီးတော့ဘာမှကဖေးနဲ့တူတော့ကျွန်တော်တို့လာပြီးဘာဝင်အားပြတာဖြစ်ပါတယ်ဟိုဟာသင်မှန်းပါပြီလားကိုကြီးဒီနေ့မပင်မမောင်ညီလေးရဲ့ထပ်တော့မှဘယ်လိုပြောမလို့သူတို့ထပ်ဆောက်ရှောက်ကျင်နေတယ်โอเคပါကိုကြီးနေ့စကားဟုတ်ကဲ့ပါဘယ်လိုပြောမလို့သူများအစင်မပြေတာကိုလိုက်ပြီးတော့အားဖြစ်ပေးရတာဘယ်လိုပြောမလို့ဟိုနေဝမ်းတာတယ်ဟုတ်ဒါပေမဲ့အစင်မပြေမှုတိုင်းဟိုအဲ့လိုတော့ဘယ်လိုပြောမဖြစ်စေချင်ဟုတ်သူများအစင်ပြေနေတာကိုပဲမြင်စေချင်တာဟုတ်ကဲ့ပါအစင်မပြေမှသာသူကအစင်ပြေအောင်လုပ်ပြရဟုတ်ကဲ့ကျေးဇူးပါโอเคဟုတ်ကိုချစ်ကိုရဲ့ရှင်ရင်းစကားတန်လေးတွေအခုဝေးလို့သေးတယ်ဗျကားဆရာတွေကလိုင်းမပို့ဆိုကျွန်တော်တို့လမ်းလျှောက်နေရတယ်အခုလမ်းဘေးမှာအများကြီးဝေးလို့သေးတယ်ကျွန်တော်တို့လူပဲနေရောက်သွားဖို့ဟိုမှာဝေးမှာဒီသိန်း100လဲဘယ်လိုလဲဆိုတော့ YouTube ကနေပြီးတော့ရတာပေါ့နော်ကိုယ့်ရဲ့အမှုပညာကြီးလေးတွေစုထားတာလေးတွေပေါ့နော်သိလိုက်အောင်မယ်ကျမလည်းကျမနဲ့ဆက်တယ်လို့မိကန်တက်တာဟိုဟာဖြစ်ထားတာကျမ YouTube မှာကျမစူးစမ်းပြီးတော့ဒါရှာထားတဲ့ဒါငွေလေးတွေနဲ့အခုလိုမျိုးလှူမှာပေါ့နော်ဒီကနေ့တအားကြီးဆိုရှိတယ်ဆိုပြီးတော့လည်းအထင်မကြီးနဲ့အဲမှာဘာမှသိမ့်မရှိဟွာဟိုပါလက်ဝိရတနာလည်းဒါများတာဒါတော့ဘုလက်ဆောင်ပေးရင်ကောင်းမလဲလူစဉ်းစားနေတာခရမ်းဆိုကျမအတူပဲဝတ်တာပါအတူမဟုတ်ပါဘူးဖန်စီပေါ့အတူလို့ပြောရင်တော့ဟိုဖြစ်တယ်လေဖန်စီပေါ့ဒါကျမဟိုဟာဒီနေ့မှထုတ်ထားတာတင်းတယ်ကျမဟိုအလှလုံးလို့ရှိရင်ကျဲဖို့ဆိုပြီးစုထားတဲ့ဒါပတ်စံလေးတွေပါဒါအများနဲ့အလှလုံးလို့ရှိရင်အသစ်ကလေးတွေကိုပဲဒါကျမကျဲတယ်ပေါ့နော် YouTube ကနေရတာလေးတွေပေါ့ကျမရဲ့မာတင်ဝေး300ကျ
ကျန်တာတွေပါသေးတယ်ပြအောင်မယ်လားဒီမှာပစိုးလေးတွေလည်းပါတယ်ပစိုးဆိုလို့ရှိရင်လည်းတခါတည်းအမကြီးဆိုင်ရနေတခါတည်းဒါပစိုးတခါတည်းဝင်းရှိုးဝစ်လိုက်အောင်မယ်ဒီတစ်ခေါက်ကလေပစ္စည်းတွေအများကြီးလည်းမတည့်သွားနိုင်ဘူးပြီးတော့ကားတီးနေတော့လေအဲ့လိုမျိုးဆိုတော့ခကြီးကလည်းတအားဝေးတော့ကြတော့တရားဒါကတော့ထမိန်နေဆိုလို့ရှိရင်ပထမအမိုင်းစီမှာဝယ်တော့ဒီလိုမျိုးဝင်ရတက်တက်တွေအဲ့ဒါကိုချက်ချင်းချုပ်ပြီးတော့ဒါချက်ချင်းပါကင်နဲ့ထည့်ပြီးလိုက်ပြီးတော့ဒါလေးတွေဆို1 set လေးတွေလုံးဝအသက်ချက်ချွတ်တွေကြီးပဲတမီးကသိန်း100မှတည်တယ်နောက်ထပ်အလူရှင်ပေါ့အရန်ခင်နဲ့တမီးအလူမခံဘူးအလူလုံးဝမခံပါဘူးเนาะအလူလုံးဝမခံဘူးတချို့အဲ့အကောင့်တူတွေနဲ့ live လုပ်နေတဲ့ဟိုစားတွေလည်းနည်းနည်းသတိပြုပြီးရှောင်ပေးကြပါเนาะအလူလုံးဝမခံပါဘူးဒါကြတော့အရန်ခင်ပြီးတော့အရင်တော့လည်းဒါရေဘေးတော့လည်းတမီးကိုချစ်လို့ဆိုပြီးတော့ဒါလာပြီးတော့ကုညီပါဝင်လှူဒန်းကြရတယ်ပေါ့เนาะဒါဖုံနေတို့အဲ့အရန်ခင်တဲ့လူလေးတွေအားလုံးပေါင်း9ယောက်လောက်ပဲတမီးလက်ခံထားတာပေါ့9ယောက်6ယောက်ပဲပေါ့เนาะအဲ့ဒါအခုကြီးညာပေးပါမယ်ဖုံတို့လည်းဒီကနေပြီးတော့တာရုခေါ်လို့ရအောင်လို့ပေါ့เนาะတမီး17ရက်နေ့တမီးသွားလှူပါမယ်တမီးသွားလှူတဲ့အချိန်ကကျတော့ဒါရေးကြတဲ့အချိန်လည်းဖြစ်မယ်ဟိုဘယ်လိုပဲပြန်လဲထူထောင်ရေးအတွက်လိုအပ်မယ်လို့တမီးလည်းထင်တယ်ပေါ့เนาะမကွေးချောင်းနဲ့ဆရာတော်တဲ့ဥပောင်မောက်ခါတဲ့ဒဂုံမျိုးတစ်အရှိပိုင်းမျိုးနယ်မှာဖုံကနေ10သိန်းပေါ့เนาะနောက်ထပ်ဒီဒေါ်ဆန်းဆန်းဦးနာမည်နဲ့ပေါ့เนาะ KB ကနေဒါအလူငွေ30ပေါ့နော်အဲ့ဒါတွေအကုန်လုံးက KB ထဲမှာမထုတ်ရသေးပါဘူးသမီးတို့သွားလူတဲ့ခါကျရင်သမီးရဲ့ငွေသား300ရဲ့သူတို့လူထားတဲ့ဟာရဲ့သမီးသွားလူပေးမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်တဲ့တန်လင်မျိုးတဲ့ခေမာရာမတဲ့တီလာရှင်ကျောင်းတိုက်တဲ့ရေဦးကျောင်းဆရာရေဦးကျောင်းဆောင်တဲ့ဆရာလေးများမှ2သိန်းနဲ့မူဆယ်မျိုးမအေးချမ်းမေးတဲ့လာရိပ်ဖြူအလားကုန်မိသားစု9သိန်းနဲ့အဲ့မမတို့ဆိုလို့ရှိရင်တသားတို့ကလုံမပြိုလေးစီဆိုင်ဖွင့်တော့ကြတော့သူကစီဒီပါတယ်အဲ့မူဆယ်ကနေအားပေးတာကိုအားပြီးတော့သူကအဲ့ဖုန်းနံပါတ်ကနေလှူချင်လို့ဆိုပြီးတော့တမီးကအဲ့ဒါလေးလက်ခံလိုက်တယ်ပေါ့နော်မောင်အောင်မြတ်ကိုမိသားစုမူဆယ်မျိုးကနေ9000ကျပ်ပေါ့နော်မူဆယ်ရောက်တဲ့အဖဦးဆိုင်အေးတဲ့အမေတော်ကြည်ရင်တဲ့တာသမီးဦးမိုးဝင်းတဲ့ဒေါ်ခင်ထွေးရီသမီးတဲ့မမိုးဝတ္တန်မှ2သိန်းခွဲပေါ့ဒါပါပဲအလုံးပေါင်းစုပေါင်းကကြတော့10သိန်း30နဲ့မှ4သိန်းခွဲ30နဲ့မှ5သိန်း40ပေါ့နော်အလုံးပေါင်းစုပေါင်းဒါ40ပေါ့သမီးကမာတင်ငွေ100ရဲ့ဒီရဲ့40ရဲ့ဆိုတော့100နဲ့မှ40လူပေးမှာပဲဖြစ်ပါတယ်အခုကကြတော့ပတ်စံတွေကကြတော့သူတို့ပတ်စံတွေကကြတော့မထုတ်ရသေးဘူးပေါ့နော်KB ထဲမှာအခုသွားလူကန်လေးကြလို့ရှိရင်အကုန်လုံးလုပ်ပေးမယ်ဒါကြတော့ဒါကြောင့်သမီးလူတာပေါ့နော်ပေါ့ပတိတ်လို့သွားလို့ရမယ်အဝတ်စားပေါ့နော်ဒီပစိုးရယ်ဒီထမိန်လေးရယ်ဒီလို1 set လေးတွေပေါ့နော်ခုလိုမျိုးဒီလို1 set လေးအဲ့လိုမျိုးတစ်ခါတည်းဝတ်လို့ရအောင်ဆိုပြီးတော့ဒီဒါလေးတွေလူပါမယ်တကယ်ကျွန်တော်ဗျာအကြီးကျူးတယ်ကျွန်တော်မြန်မာနိုင်ငံသားတွေအကုန်လုံးတကယ်လူမျိုးမျိုးဘာသာမျိုးတွေတကယ်ဟိုဗျာအလူတန်းကတော့အရင်ကိုရေရောကြတာဒေသမှာတရားဝင်တိုင်းလင်းမြနာမျိုးနဲ့တခုချောင်းအုပ်စုဝဲတော်ကျေးပါဦးလားလူတာကျေးဇူးတွေအထူးတင်ပါတယ်သမီးတို့တွေဒုက္ခတွေရောက်အားကြီးနေလို့ဆိုလာမီလေးပေးတာအရင်ကဝမ်းသာပါတယ်အလင်းအောင်လေးအများကြီးရပါစေလောက်ကန်စီပါတွေလည်းတိုးတက်ကြပါစေကြာစီတွေလည်းအကုန်အောင်မြင်ပါစေဒါတမကလည်းရောင်းကန်နေတာဝယ်ပန်းနေလာပါစေရောက်ပြီလို့ဒါပါရောကြံတော့ကုန်နဲ့တွန်းကြ50ကျော်ပေါ့ကားလမ်းနဲ့ဝေးတဲ့အခါကျတော့ဒီမှာလုံးကြီးပါတော့လေတို့အိမ်လေးနေအိမ်လေးဆိုပုံလေးပဲကြံတော့တာအဲ့လိုဖြစ်တော့အဲ့လေးပေးပါဦးအဲ့တော့ရောက်အောင်လာရတယ်မရှိရနော်ဘလို့ပဲဘာပဲပြောနောက်တူမဲပရိုက်တာဒီကောင်ပြောတာမရောက်တဲ့ကောင်းလားမျိုးရှိတယ်ဟုတ်လားတကယ်ဒုက္ခရောက်တဲ့နေရာတွေကိုရောက်အောင်လာပါလို့ဝမ်းနေရီဆိုတဲ့အကိုကြီးဆိုကူညီတာမင်းကညကလေးအနှောက်ပေါ့နော်ကျွန်တော်တို့အုပ်စုတွေအားလုံးဟိုတကယ်ကိုအတိတ်ကဟုတ်ဒီအလင်္ကာတွေပေးတဲ့အကိုတော့အကုန်လုံးလမ်းဖြတ်ပြီးမှဘုရားတွေမရှိခိုးဘူးရဲ့ကလေးတွေကဘုရားတွေရှိခိုးကုန်တယ်ကုသိုလ်တွေရကုန်တယ်သူကြောင့်ပြဒီတော့လည်းဝင်လိုက်တယ်တက်တော့ပြီဝင်တော့ရိုက်ကြပဲပြောတယ်ပါမှာကဲသွားတော့ကြောကြောမော်မော်လေးတွေပဲပြန်လဲပြန်ကြွက်စုပ်ကလေးတွေနာရီဝကြီးနေပြီငါသားအချင်းနေဘလုံးနေတော့အတော်တော့ကြောမော်မော်လေးနော်လာအေးတနည်းနေကြတကောက်ပြန်လာမယ်ကျွန်တော်တို့တူကြီးတွေအခုကတော့ရေပင်ကြီးတွေကရွာတွေစုံသွားနဲ့ပြန်ကက်
ပြန်ခဲ့ပြီလို့နော်တော့ရချင်လေဒီမှာလူတွေလည်းအများကြီးပဲဟိုဒုက္ခရောက်တဲ့လူတွေလည်းအများကြီးပဲမှာမြင့်ပြင်းကြီးရေပြင်းကြီးလို့ဖြစ်နေတာတကယ်ကားလမ်းတွေဟွာတွေကအဲ့လိုဖြစ်ကုန်တယ်အေးတဲ့ပြောကုန်တာလေဟုတ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာပါအခုဒါရေပြင်းသောလူမဲအုပ်စုကိုဒါကောင်းကြမာမီငတ်တိုင်းတရားမိုက်တယ်စင်စာရန်ကောင်းနေအကုန်လုံးငတ်တိုင်းနေအိတ်ခံနေဟုတ်ကဲ့ပြီးတော့ငတ်တိုင်းလို့လေပေါ့နော်ဒီသွားလူတွေကေစိမ်းသမားတွေကလေအားပြတ်တဲ့တွေအများကြီးလူတာကျွန်တော်တို့အခွင့်မှာမဟုတ်ဘူးရှင်းရအခွင့်တွေလည်းလူပြီးပြီနော်အဲ့တော့အားပြတ်တယ်ဆိုရင်ကောင်းကြအရန်လူလို့ရတယ်အရန်လည်းလူလို့ရတယ်ဟုတ်ကဲ့နော်အကောင်းကြဘာမင်းငတ်တိုင်းတော့ဒီမှာတကယ်ပါလို့မင်းသားရှိတကယ်လေးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အများကြီးအောင်ပြပါစေအခုကကျွန်တော်ဖုန်းတက်လာရင်အဲ့လိုလေလူချင်းနေဆိုလို့လေအကျွန်တော်ကရောက်လာတာပေါ့နော်ပြီးတော့အရှိကဒီကဲစေခွက်တွေကိုအများကြီးဟိုကလှူထားရပေါ့နော်အခုလေအကျွန်တော်တွေကိုခေါ်ပြီးတော့ဒီလိုမျိုးလှူဒန်းတာပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်တယ်ကိုဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲနောက်အားဖြင့်ကောင်းတယ်ကိုသတိရလာမယ်ပြတ်လာနဲ့ကောင်းတယ်သတိရလိုက်ပါဟုတ်တယ်ပြတ်တယ်သတိရလိုက်ပါကောင်းတယ်ကဲအားဖြင့်ကောင်းတယ်ကိုသတိရအားပြတ်လာကိုယ်တိုင်ကိုကြလိုင်းလူခွင့်ရပြီပေါ့အဲ့လိုလိုင်းလူခွင့်ရအောင်လေဒါမမတို့အကိုတို့ကလေအစဆုံးကူညီပေးတဲ့နေကန်တွေလည်းဖြစ်တော့လေဘယ်ရွာဘယ်ဒေသမှာတကယ်ကိုဘယ်လိုပြောမလဲသွားလာဝယ်လို့မရဘူးရန်ခက်ခဲတဲ့တရွာလုံးရည်တွေမြုပ်တဲ့နေရာတွေဆက်ရှစ်လက်ရှင်နဲ့လိုက်ပြပေးတာပေါ့ဒါဆိုတင်မောင်းပေးတဲ့အကိုတွေဆိုရင်လည်းလေတနေ့ကုန်ဘယ်ရွာကိုဘယ်လိုသွားကြည့်လဲဘယ်နေရာဘယ်လိုလူကျအကုန်လိုက်ပြပေးတယ်ပေါ့အကုန်လုံးကျွေးစုပြင်ပါတယ်လို့ဟုတ်ကဲ့ဒါဆိုဒီမမကလည်းနေကန်ကိုကလည်းနေကန်ပေါ့ဒါ live ပေါ်မှာတွေ့လို့ဆိုပြီးတော့ချမ်းကိုဟိုလိုအမှန်တော့ပြောမယ်ဆိုရင်တော့လူလာတော့ဘယ်မှာလူရပါရဲ့ပဲတကယ်ကိုအရန်လိုအပ်တဲ့နေရာတွေကိုဆက်ရှစ်လက်ရှင်နဲ့ခုလိုလိုက်ပြပေးပြီးသူ့ခွင့်ရတာပေါ့နော်တကယ်ကျေးဇူးတင်ပါတယ်ကိုရဲပါလေပေါ့နော်စနေနေ့ကျပြန်လာမယ်စနေနေ့ကျပြန်လာမယ်ဟုတ်ကဲ့အဲ့လိုလူအပ်တဲ့နေရာကိုပြန်လိုက်တော့ဒီမှာအဲ့ဒီပဲမင်းသားကြောင်းဒါရေပုံလို့ပဲရတယ်မတော်ဘူးအများကြီးကျေးဇူးပါဟုတ်ကဲ့အမကျေးဇူးပါရတယ်မပရာကားတွေလည်းအများကြီးလူတွေလည်းအများကြီးဒါကြီးဟုတ်လားကျေးဇူးပါကိုကဲမကဲကြီးဟဲ့ချက်စုံးနဲ့ဟေးမင်္ဂလာပါကဲဒုက္ခရောက်တာလည်းရောက်တာပဲအမတ်တရားတွေလည်းဖြစ်တယ်မင်္ဂလာတွေလည်းရှိတယ်သံဝင်ကတွေလည်းရစရာကောင်းတယ်အများကြီးပဲလို့ကဲဒီနေ့ပြန်တော့မယ်စနေနေ့ကျပြန်ဆုံးမယ်အကုန်လုံးနဲ့နော်ငါလားအေးစနေနေ့ကျပြန်ဆုံးမယ်ဒီစနေနေ့ဒီရွာကြတော့ဘာလို့လိုအပ်တဲ့နေရာတွေကိုကိုယ်တိုင်ကိုကြလိုင်းလူခွင့်ရပြီပေါ့အဲ့လိုလိုင်းလူခွင့်ရအောင်လေဒါမမတို့အကိုတို့ကလေအစဆုံးကူညီပေးတဲ့နေကန်တွေလည်းဖြစ်တော့လေဘယ်ရွာဘယ်ဒေသမှာတကယ်ကိုဘယ်လိုပြောမလဲသွားလာဝယ်လို့မရဘူးရန်ခက်ခဲတဲ့တရွာလုံးရည်တွေမြုပ်တဲ့နေရာတွေဆက်ရှစ်လက်ရှင်နဲ့လိုက်ပြပေးတာပေါ့ဒါဆိုတင်မောင်းပေးတဲ့အကိုတွေဆိုရင်လည်းလေတနေ့ကုန်ဘယ်ရွာကိုဘယ်လိုသွားကြည့်လဲဘယ်နေရာဘယ်လိုလူကျအကုန်လိုက်ပြပေးတယ်ပေါ့အကုန်လုံးကျွေးစုပြင်ပါတယ်လို့ဟုတ်ကဲ့ဒါဆိုဒီမမကလည်းနေကန်ကိုကလည်းနေကန်ပေါ့ဒါ live ပေါ်မှာတွေ့လို့ဆိုပြီးတော့ချမ်းကိုဟိုလိုအမှန်တော့ပြောမယ်ဆိုရင်တော့လူလာတော့ဘယ်မှာလူရပါရဲ့ပဲတကယ်ကိုအရန်လိုအပ်တဲ့နေရာတွေကိုဆက်ရှစ်လက်ရှင်နဲ့ခုလိုလိုက်ပြပေးပြီးသူ့ခွင့်ရတာပေါ့နော်တကယ်ကျေးဇူးတင်ပါတယ်ဟိုရဲပါလေပေါ့နော်စနေနေ့ကျပြန်လာမယ်စနေနေ့ကျပြန်လာမယ်ဟုတ်ကဲ့အဲ့လိုလူအပ်တဲ့နေရာကိုပြန်လိုက်တော့ဒီမှာအဲ့ဒီပဲမင်းသားကြောင်းဒါရေပုံလို့ပဲရတယ်မတော်ဘူးအများကြီးကျေးဇူးပါဟုတ်ကဲ့အမကျေးဇူးပါရတယ်မပရာကားတွေလည်းအများကြီးလူတွေလည်းအများကြီးဒါကြီးဟုတ်လားကျေးဇူးပါကိုကဲမကဲကြီးဟဲ့ချက်စုံးနဲ့ဟေးမင်္ဂလာပါကဲဒုက္ခရောက်တာလည်းရောက်တာပဲအမတ်တရားတွေလည်းဖြစ်တယ်မင်္ဂလာတွေလည်းရှိတယ်သံဝင်ကတွေလည်းရစရာကောင်းတယ်အများကြီးပဲလို့လင်းမျက်နာမျိုးနယ်တဲ့ကိုကျွန်တော်ညကလေးရောက်တယ်ဗျာနော်ပြောပြချင်တာလေးတခုရှိလို့ဟိုကလေးတွေကညာတုံးချင်းကြီးကိုတချို့အဆက်လေးတွေနဲ့သွားရတယ်ဒါလူမဲ့ပစ္စည်းတွေနော်ကျွန်တော်တို့ဆိုရင်ဟိုမှာရှေ့မှာဟိုမှာနောက်မှာတစည်းလာပြီဒါလည်းသူအများကြီးတင်ပါတယ်ခင်ဗျာ